မေသူတယောက်သူနာပြုလက်မှတ်ရပြီးကလေးကအလုရှာဖွေနေခဲ့သည်မှာနှစ်ဝက်နီးပါးရှိခဲ့ပြီစိတ်တိုင်းချမရခဲ့မြို့ကြီးတွေမှာရှိတဲ့ဆေးရုံဆေးကမ်းမှာသွားလောက်ကင်ရင်တော့အလွယ်တကူရမှာသိပေမဲ့သွားဖို့အခွင့်မတာခဲ့ပြီးခဲ့တဲ့နှစ်ကမိသားစုအားလုံးမိခိုနေရတဲ့ဖခင်ကြီးကျမ်းမာရေးချွတ်ယွင်းခဲ့တယ်မေသူကြောင်းပြီးအိမ်ပြန်လာတဲ့အချိန်ဖခင်ကြီးဆုံးသွားခဲ့တယ်အကိုဖြစ်သူကနိုင်ငံခြားမှာအလုပ်သွားလုပ်ပြီးတော့တက်နိုင်တဲ့လောက်ထောက်ပံ့ခဲ့တယ်အကိုထောက်ပံ့မှုရှိ၍မေသူကြောင်းပြီးသည့်အထိနေခွင့်ရခဲ့တယ်ယခုအိမ်မှာမိခင်တယောက်ထဲသာရှိတယ်မိခင်အသက်58နှစ်ရှိပြီးတော့ကျမ်းမာရေးကချူကြတယ်တို့ကြောင့်မိသားစုကိုကွဲမရှိတဲ့မေသူမိခင်ကြီးကိုထားပြီးအဝေးမှာအလုပ်သွားလုပ်ရန်အခွင့်မသာတော့ပါမပြောကောင်းမဆိုကောင်းမိခင်ဖြစ်သူကျမ်းမာရေးပြန်မကောင်းပဲလူလောကမှာထွက်သွားရင်သူဆန္ဒရှိသလိုသွားခြင်းတဲ့နေရာသွားပြီးတော့အလုပ်ရှာဖွေလုပ်ကိုင်တဲ့အခွင့်အရေးရမယ်မိခင်ရှိနေသည်ပြီးတော့ဘယ်မှသွားလာလို့မရဘူးပင်မတော်ရအတွေးတွေဝင်ခဲ့မိသေးတယ်အခုထံကငွေမရောက်လာသေးတော့မေသူထိုင်နေ၍မဖြစ်တခုခုလုံးမှဖြစ်တော့မယ်လို့သဘောပေါက်ခဲ့တယ်တို့ကြောင့်သူနာပြုအလုပ်နဲ့တင့်တော်မဲ့အလုပ်ရလို့ရညာစုံစမ်းခဲ့တယ်မေသူတို့ရွာနဲ့မနီးမဝေးမြို့မှာချစ်သူကိုတင်ရှိန်တယောက်ရှိနေတယ်ရွာနဲ့ဆို6မိုင်လောက်သာဝေးတယ်ညိုင်သာယာမြို့လေးဖြစ်တယ်ဒုံမြို့မှာကိုတင်ရှိန်ကဝါဒနီးဆိုင်ဖွင့်ထားတယ်သူမိဘစီးပွားရေးဖြစ်တယ်မေသူအလုရှာခိုင်းထားတဲ့သူများထဲမှာမေသူချစ်သူကိုတင်ရှိန်လည်းပါတယ်ပြီးခဲ့တဲ့ရက်ကမေသူထံဖုန်းဝင်လာတယ်ညိုင်သာယာမြို့စွန်ကအိမ်ကြီးမှာလေဖြတ်နေတဲ့အဖွားကြီးတယောက်ကိုတပတ်ခန့်ပြုစုဆောက်ရှောက်ပေးရန်ဖြစ်တယ်ထိုဖွားကြီးမှာမိသားစုရှိတော်လဲအတူနေသားဖြစ်သူကအမွေခွဲမပေး၍ဆိုကအိမ်မော်ကဆင်းသွားတယ်လို့ဆိုတယ်သားမရှိ၍အဝေးမှာရောက်နေတဲ့သမီးကခွင့်တလယူပြီးတော့လာပြုစုနေရမှခွင့်စီ၍ရုံးပြန်သတင်းပို့ရမယ်ပြီးမှလာစားမဲ့ခွင့်ယူပြီးပြန်လာမယ်လို့မေသူသိရတယ်သတင်းပြန်ပို့တဲ့အချိန်နဲ့ခွင့်မဲ့ယူပြီးပြန်လာမဲ့အချိန်တပတ်ခန့်အတွင်းမေသူကိုထိုလူနာအဖွားကြီးအားဆောက်ရှောက်ပေးရန်ငှားခြင်းဖြစ်ကြောင်းကိုတင်ရှိန်ကရှင်းပြတယ်မေသူနဲ့အကိုလည်းဒီရက်အတွင်းမကြတွေ့လို့ရတာပေါ့လို့ဆိုသေးတယ်ချစ်သူနဲ့တွေ့ရတာရောအလုပ်ရမှာရောတွေးပြီးတော့ဝမ်းသာမိတယ်အခုထံကပတ်စံမရောက်ခင်သူတို့သားမိအတွက်တလားနှစ်လားစာအထောက်ပံ့ရနိုင်မှာဖြစ်တယ်မိခင်ကြီးကမကြမ်းမဟုတ်ဆိုပေမဲ့အိယာပေါ်လဲနေခြင်းမဟုတ်တော်လာလုံနိုင်တယ်ထမင်းဟင်းချက်ပြုတ်စားတောက်နိုင်တယ်ကောင်းမှုတဲ့ဝေဒနာနဲ့နှလုံးအားနေတဲ့ဝေဒနာသာရှိတယ်ဒီတစ်ပတ်လောက်တော့အိမ်ကြီးချင်းမိတ်ဆွေတွေကိုကြည့်ရှုစောင့်ရှောက်ပေးဖို့မှားထားတယ်အရေးအကြောင်းရှိရင်ဖုံးဆက်အကြောင်းကြားရန်လဲအားလုံးကိုမှားထားတယ်အားလုံးကနောက်ဆံမတင်းဖို့ဝိုင်းပြောကြ၍မိခင်ဖြစ်သူအတွက်စိတ်အေးရတယ်ဒီနေ့အဝတ်စားအနှဲငယ်နဲ့မိမအသုံးဆောင်အချို့ထည့်ထားတဲ့ခရီးဆောင်အိတ်တလုံးဆွဲပြီးမေသူကားရက်တဲ့နေရာသို့ထွက်ခဲ့တယ်ရွာထဲမှာတခေါ်ခန့်အဝေးမှာကားလမ်းရှိတယ်ကားလမ်းဘေးကိုပင်အောက်မှာကားဆောင်နေသူများထိုင်ရန်ဝါတန်းရလေးရှိတယ်မနက်၈နာရီခန့်ကားကိုထွက်ဆောက်ရာတစ်ပင်အောက်ရောက်တော့လူတယောက်ထိုင်နေတာကိုတွေ့လိုက်တယ်ဘယ်သွားမှလဲကလေးမမြိုင်သာယာမြို့ကိုသွားမလို့ပါဒီမနက်ကားမရှိတော့ဘူးအတော်ကငါတူမစီးမယ်ဆိုတဲ့ကားပေါ်ကဆင်းခဲ့တာဒီမှာလွန်ခဲ့တဲ့9မိနစ်လောက်ကကားရက်သွားတယ်နေ့တနာရီမှတစ်စီးရှိတယ်ရွာထဲပြန်ဝင်ပြီးတော့စောလာဆောက်ပေါ့ခါတိုင်းကားအမြင်နောက်ကြတယ်ပုံမှန်ရောက်တယ်ဆိုတာမရှိဘူးကျမဒီမှာအကြာကြီးထိုင်ဆောရမှာစိုးတာနဲ့အချိန်ကပ်ပြီးမှလာခဲ့တာဒူမကြီးပြောသလိုပဲဒီနေ့မှအချိန်မှန်တာတို့ဖြစ်ရွာထဲသို့သွားမဲ့အတော်ကြီးနဲ့2ယောက်ရွာထဲပြန်ဝင်ခဲ့ကြပြီးတော့နေ့12နာရီမှတစ်ခေါက်ပြန်လာခဲ့တယ်တနာရီခန့်မှရောက်မဲ့ကားကိုနေ့12နာရီခန့်တနာရီကြိုပြီးတော့လာဆောက်တယ်အလုပ်ပေးတဲ့မခင်မြစ်ကဒီနေ့အလုပ်စဝင်ရန်အသေးချာမှားထားတယ်
လွန်ခဲ့သောရက်မနက်ကလေးကသူ့အလုပ်ရှိတဲ့မြို့ကိုပြန်သွားမှမို့ဒီနေ့စောစောအလုပ်ဝင်စေခြင်းဖြစ်တယ်မြို့ကိုသွားတဲ့ကားကတနေ့2ခေါက်မှုမနက်ပိုင်းလွတ်သွားသဖြင့်နေ့ကင်းကားမလွတ်ရန်လာဆောက်ခြင်းဖြစ်တယ်ဆောက်ရင်းနဲ့နေ့တနားရောက်သွားတယ်ကားရောက်မလာမချင်းဆက်ဆောက်တယ်2နာရီထိုးပြီးကားကိုမတွေ့3နာရီခန့်အထိစောင့်မယ်လို့ဆုံးဖြတ်ပြီးတော့ဆက်ထိုင်နေတယ်ထိုချင်းကိုပင်ကြီးရှိရာကြီးအကောင်များစွာရောက်လာပြီးတော့စူညံစွာအော်ဟစ်နေတယ်တစ်ချိန်လုံးကြီးကန်းဆို၍တကောင်မှမရှိပါဘဲနဲ့ယခုအကောင်300-400ခန့်စူညံနဲ့အတန်ပြုတ်ရင်ရောက်လာကြတယ်ငြိမ်မနေဘဲနဲ့တပ်ပင်ကြီးကိုလှက်ပတ်ပြန့်နေတယ်မေသူကိုပင်ထိုးစိတ်တော့မရောဖြစ်လာတဲ့အတွက်ကားကိုမဆောက်တော့ပဲအိမ်ပြန်ခဲ့တယ်မေသူအနောက်သို့ပင်ကြီးကန်းအချို့လိုက်ပါလာသေးတယ်မေသူလည်းအလုပ်ရှင်မခင်မြစ်ထံရောချစ်သူကိုတင်ရှိန်စီကိုပါဖုံးဆက်ပြီးတော့အကျိုးအကြောင်းပြောပြတယ်ကားမရှိ၍မနှက်ဖြန်မနှက်စောစောမှလာတော့မယ်လို့အသိပေးလိုက်တယ်ပြောထားတဲ့အတိုင်းမနှက်8နာရီခွဲခန့်ကားထွက်ဆောက်ရာမနှက်ထွက်တဲ့ကားက8နာရီခွဲမှရောက်လာတယ်နေ့ကင်းပိုင်းထွက်တဲ့ကားပြတ်နေလို့မနေ့ကမထွက်ဖြစ်တဲ့အကြောင်းသိလိုက်ရတယ်ကားလမ်းကမြို့ကြီးတွေစီသွားတဲ့ကားလမ်းမဟုတ်ကြီးရွာချင်းဆက်ကြောက်ချောလမ်းဖြစ်တယ်ရွာတွေမှမြိုင်သားရမြို့စီလာတဲ့ကားများသာတွားလာကြတယ်9နာရီကျော်မှမြိုင်သားမြို့စုံကိုဝင်တယ်အဝင်မှာပဲဆင်းရတယ်ကားလမ်းမှလူသွားလမ်းအတိုင်းအထဲကို9မိနစ်ခန့်ဝင်ရတယ်ကိုတင်ရှင်ပြောပြတဲ့တန်းရလိုအိမ်ဟောင်းကြီးကိုတွေ့လိုက်တယ်ထိုတန်းရလိုအိမ်ကြီးမှာမိသားစု3ဦးအတွက်တဦးကို10ပေခန်း2ခန်း3ဦးဆိုတော့ပေ60အရှိရှိတဲ့တန်းရရှည်အိမ်ကြီးဖြစ်တယ်အစွန်းတစ်ခန်းမှာလေဖြတ်နေတဲ့အတော်ကြီးနေတဲ့အိတ်ခမ်းဖြစ်တယ်အလဲမှာလူမရှိပဲလွတ်နေကတခြားအစွန်ကအခန်းမှာမိသားစုတစုနေတယ်ထိုမိသားစုကမြိုင်သာမြို့ထဲမှာတနေ့ကုန်ရောင်းဝယ်နေရှိနေပြီးတော့ညနေမှောင်မှပြန်လာတယ်လို့ဆိုတယ်မိသားစုတစုကို10ပေခန်းဖွင့်2ခန်းစီဆိုတော့ပေ20ရှိတယ်အိတ်ခမ်း3ခန်းဧခန်းထမင်းစားခန်းရေချိုးခန်းရှိတယ်လို့ဆိုတဲ့ဖြစ်မိသားစုနဲ့ရင်ကြေကြေဝန်းဝန်းနေနိုင်တဲ့အခန်းမျိုးဖြစ်တယ်မခင်မြစ်ကအိမ်ထဲအလွယ်တကူဝင်လို့ရရန်တော့ထားတဲ့နေရာကိုပြောထားတဲ့ဖြစ်ထိုနေရာမှာတော့ကိုယူခါအိတ်ခမ်းတစ်ခါကိုဖွင့်လိုက်တယ်ဒေါ်လေးကျမသူနာပြုရောက်ပါပြီဟမ်နန်းလိုက်တဲ့အနက်အခန်းတကားဖွင့်ပြီးအထဲဝင်လိုက်တာနဲ့အိတ်ခမ်းမှာစပြီးတော့မကောင်းတဲ့အနံ့တွေတိုးဟာကြီးရှူလိုက်ရတယ်တကားတွေပိတ်ထားလို့ဖြစ်မှာပဲဆိုပြီးတော့တကားအချို့ဆွဲဖွင့်လိုက်တယ်အိတ်ခမ်းနောက်မှအိတ်ခမ်းဝါရောက်တော့ကရင်ပေါ်မှာပက်လက်ရှိနေတဲ့အဖွားအိုကိုမြင်လိုက်ရတယ်နင်းမနေ့ကလာရမှာနောက်ကြတယ်လေပြတ်တယ်ဆိုပေမဲ့စကားပြောရတော့ထင်ငေါ်ခြင်းမရှိလေးသန်းမမကိုစကြားလိုက်ရတယ်မနေ့ကလေးကထွက်တာဒီမျိုးလာတဲ့ကားတစည်းမှမရှိလို့ဒီနေ့မှသာရတာမနေ့ကထွက်တဲ့ကားတွေပြက်လို့တဲ့ငါရေချိုးခြင်းတယ်ငါ့ကိုရေချိုးပေးမခင်မြစ်ကရေမချိုးပေးရဘူးရေဘက်ပဲတိုက်ရမယ်လို့မှားထားတယ်သူစကားနားမထောင်နဲ့ငါစကားနားထောင်အဖွားကလေဖြတ်နေတာရေသွားချိုးလို့မရဘူးရေဘက်ပဲတိုက်ရမှာမေသူလည်းအဖွားကြီးကိုအတိုက်ခံလုပ်ရင်းရေဘက်တိုက်ဖို့ပြင်ဆင်လိုက်တယ်ရေဘက်တိုက်ရင်းစီးဝမ်းများကိုရှင်းလင်းပေးရတယ်အားလုံးပြီးတော့ဗီဒီယိုပေါ်မှာလူနာယောဂါနဲ့ဆေးမှတ်တမ်းစာအုပ်တင်ထားတယ်ဆိုပြီးတော့ယူကြည့်ပြီးတိုက်ရမယ်ဆေးနဲ့အချိန်ကိုမှတ်ထားလိုက်တယ်ဟိုဆက်ဆက်ဒီဆက်ဆက်မသွားနဲ့ငါသားကငါမတွေ့အောင်ဟိုဘက်အခန်းထဲမှာပုန်းနေတယ်အတော်ရဲ့သားကစိတ်ဆိုးပြီးတော့အိမ်ကဆင်းသွားတယ်ဆိုမသွားပါဘူးဘာသူပြောလဲသူဟိုဘက်ခန်းမှာရှိတယ်မယုံရင်သွားကြည့်သူကမတွေ့အောင်ပုန်းနေတာဟောနောက်မှသွားရှာကြည့်ပါမယ်
ခေါင်းရင်ဘက်အိမ်ကလူမရှိဘူးသူအဲ့ဒီအခန်းမှာလဲပုံးချင်ပုံးနေမှာအိမ်ကထွက်သွားတာကိုမသိ၍သူ့ကိုစိတ်ဆိုးပြီးပုံးနေတာလို့စိတ်ထဲဆွဲနေတဲ့အတိုင်းမေသူကိုပြောနေခြင်းဖြစ်တယ်နင်ဘာစားမှလဲ ready made ခောက်ဆွဲထုတ်တွေဝဲလာတယ်ဘာမှချက်မနေတော့ဘူးရင်းနှီးတယ်ပြီးတော့ခောက်ဆွဲပြုတ်ပဲစားတော့မယ်နင်ညဘက်တယောက်တည်းအိပ်ရဲလားအတော်ရှိနေတာပဲငါနင်းကိုပြောထားရအောင်မယ်ညဆိုအခန်းတွေထဲမှာရှောက်သွားနေတဲ့တရေတစ်ခါငါမြင်ဘူးတယ်နင်တွေ့ရင်မကြောက်နဲ့ငါတော့မကြောက်ဘူးသူကနင်းကိုတော့ကြောက်မယ်မထင်ပါဘူးအဖွားကလည်းမကြောက်ကြအောင်လိုက်ပြီးတော့ပြောပြနေတယ်ဟဲ့နင်မကြောက်အောင်ငါကြိုတင်သတိပေးထားရတာရုတ်တရက်မြင်ရင်လမ်းဖြန့်သွားမှစိုးလို့ကြိုသိထားရအောင်ပြောပြတာကြားရနဲ့တင်ကြောက်နေပြီသူကနင်းကိုကြောက်အောင်ခြောက်မှာမဟုတ်ပါဘူးဒီလိုနဲ့ပဲအချိန်တွေတဖြည်းဖြည်းကုန်လာတယ်မိသူလဲအဖွားကြီးအိတ်လားမအိတ်လားမသိငြိမ်နေတဲ့အတွက်သူ့သားနေတဲ့အခန်းစီရှောက်သွားပြီးတော့အထဲကိုဖွင့်ကြည့်တယ်ကိုပြက်တစ်လုံးသာတွေ့တယ်လူနေတဲ့တရံမျိုးမတွေ့ရနောက်ဖက်ရေချိုးခန်းထမင်းစားခန်းအိမ်သားများကိုလိုက်ကြည့်တယ်အနံ့အသက်မကောင်းတော့လဲရှုပ်ပွားနေခြင်းမရှိမခင်မြက်အလုံးမသွားခင်ရှင်းလင်းသွားပုံရတယ်နေခင်ကမခင်မြက်ကမေး၍သူ့အမေရဲ့ကျမ်းမာရေးအကြောင်းအစီရင်ခံရသေးတယ်နောက်ဖက်မှာလှည့်ပတ်ကြည့်ပြီးတော့အိမ်ရှိထွက်လာတယ်အပြင်ထွက်တဲ့တကားမှကြံတဲ့အခန်းများစီသွားနိုင်တဲ့ဇင်းကြံလန်းထားရှိတယ်ကြံအခြားအိမ်နှစ်အိမ်ကိုဇင်းကြံမှဝင်ထွက်သွားလာရရတယ်အလဲမှာကန့်ထားခြင်းမရှိတို့ကြောင့်အလဲမှလူမနေတဲ့အိတ်ခန်းကိုအပြင်မှသွားချောင်းကြည့်တယ်တကားတွေတော့ခတ်မထားအထဲမှာတန်ဖိုးရှိတဲ့ပစ္စည်းမရှိ၍နောက်နေမဲ့သူမရောက်မချင်းတော့မခတ်ပဲထားပုံရတယ်ဆက်စုနေတဲ့မိသူလဲအိမ်ထဲမဝင်သေးပဲချစ်သူကိုတင်ရှိန်ထန်ဖုံးဆက်လိုက်တယ်ကိုမိသူပြောတာကြားလားအကူအားရင်ညနေပိုင်းခဏလောက်လာခဲ့ပါလားအချိန်ကြီးကြည့်ပြီးတော့ကိစ္စအထူးမရှိရင်လာခဲ့မယ်အကူကမနှက်ပြန်မအေးအေးဆေးလာခဲ့မလို့စိတ်ကူးထားတာမနှက်ပြန်အထိမနေနဲ့ပြောစရာရှိတယ်ဒီအိမ်မှာတရေရှိတယ်လို့အဖွားကြီးကပြောတယ်ညရှောက်သွားနေတဲ့တရေမကြီးကိုသူ့မကြခဏမြင်နေတဲ့ဒီတညဘလို့ကြော်ဖြတ်ရမှန်းတော့မသိတော့ဘူးဟုတ်လို့လားမခင်မြက်ကတော့တရေရှိတဲ့အကြောင်းမပြောပါဘူးတရေကသူ့ကိုမပြလို့ဖြစ်မှာပေါ့မခင်မြက်ကိုတရေမပြဘူးဆိုရင်မေသူ့ကိုလည်းမြင်အောင်ပြချင်မှပြမှာပေါ့အဖွားကြီးကလူမမာမျက်စိကမှုံဆိုတော့အမြင်မှားပြီးပြောတာဖြစ်မှာပါဘာပဲဖြစ်ဖြစ်ညဘက်ပြန်ကျင်တဲ့အချိန်ပြန်လို့ရအောင်ဆိုင်ကယ်နဲ့လာခဲ့မယ်စောင့်နေည9 နာရီခွဲလောက်လာခဲ့မယ်ဖုန်းအဆက်အသွယ်ပြတ်သွားပြီမို့အိတ်ခမ်းဘက်ပြန်လျှောက်ခဲ့တယ်အခန်းဝကျမ်းမြေပေါ်မှာအဖွားကြီးအလျားထိုးသွားနေတာကိုတွေ့လိုက်တယ်ဂတိမောကဘလို့အောက်ရောက်နေတာလဲငါလိတ်ဆင်းလိုက်တာအခန့်မသိရင်ခြေကျိုးလက်ကျိုးဖြစ်မှာယောဂဆောင်ရင်ကုရခတ်တယ်ငါသားစီသွားမလို့သူ့ခန့်ဟိုဘက်မှာလေဒီတိုင်းသွားရင်ဟိုဘက်အိမ်ကိုရောက်သွားမှာပေါ့ငါသားကသူများအိမ်မှာသွားပုံးနေတာဘယ်သူမှမရှိဘူးကျမအဲ့ဒီဘက်အိမ်ကိုအပြင်ချောင်းကြည့်ပြီးပြန်လာတာမကောင်းတဲ့အနံ့အသက်တွေပဲရတယ်လူမရှိဘူးရေကဝင်မှမကြည့်တာကြည့်ရင်ထူးခြားတာတွေ့မှာပေါ့လာပါတော့ရဲ့နောက်မှကျမသွားရှာမယ်ဟိုဘက်အိမ်မှာမီးရှိမှာမဟုတ်ဘူးမကြခင်မှောင်တော့မှာမိသူကလေဖြတ်နေတဲ့အဖွားကြီးကိုနားလည်အောင်ပြောရင်းသူ့ကရင်တို့ပွေ့ချပြီးမတင်လိုက်တယ်ပင်ပင်ပါပါအဖွားကြီးပင်မဲ့အတော်လေးအားဆိုင်ပြီးတော့မတင်ရတယ်ကရင်ပေါ်မှာနေရာချပြီးတော့ယူနီအိုပလက်မှာထိုးက ready made ခောက်ဆွဲပြုတ်ရန်စီစဉ်လိုက်တယ်9 နာရီခွဲပြီနေဝင်တော့မယ်တစ်ပင်ရိတ်တို့ကြောင့်မှောင်သိမ်းတဲ့အချိန်ထက်ပိုပြီးတော့မှောင်မဲ့ပုံရှိတယ်ရင်းနှီးဆိုတော့ကျွေပကံလုံးထဲခောက်ဆွဲပြုတ်နှစ်ထုပ်ဖောက်ထည့်ပြီးတော့ရင်းနှီးမြုပ်အောင်
လောင်းထည့်လိုက်တယ်။ကောက်ဆွဲချောက်နူးတဲ့အချိန်ရင်းနှီးလဲအပူကျသွားပြီးမှုဇွန်းနဲ့ခတ်တောက်နေလိုက်တယ်။6 နာရီကျော်တော့လူမမာအားဆေးတိုက်ရန်ပြင်ဆင်ရတယ်။လှုပ်เสียရှိတာကိုလောက်ကင်ပြီးတော့9 နာရီထိုးပြီးဖြစ်တယ်။ကိုတင်ရှိန်စီကအဖုံးဝင်လာတယ်။သူ9 နာရီခွဲကျော်မှလာမယ်။ဘာဝယ်လာရအောင်မလဲလို့မေးတယ်။ဘိုက်လဲပြေးပြီးမို့ဘာမှဝယ်မလာနဲ့လူပဲလာလို့ပြောလိုက်တယ်။ငါအိမ်မှာရွှွှွရှက်ရှက်တွေမကြိုက်ဘူးနော်။ညီဖုံးဆက်ပြီးခေါ်နေတာငါသိတယ်။ဟမ်ဘယ်လိုလုပ်သိရလဲ။ငါကြားတာပေါ့။ငါပြောတာမှန်တယ်မို့လား။ဒီအိမ်မှာအလုပ်လုပ်ဖို့ခေါ်ပြီးတာကျမချစ်သူပါ။ तू ကဒီမြို့ထဲမှာနေလို့ခဏလောက်လာခဲ့ပါလို့ပြောတာ။အယောင်းဝယ်လောက်ကမအားလို့ညဘက်ခဏလာခဲ့မယ်လို့အကြောင်းပြန်ထားတယ်။ဘယ်အချိန်လာမလဲတော့မသိဘူး။ဘယ်အချိန်လာတညလုံးပဲနေနေငါအိမ်မှာရွှွှွရှက်ရှက်မဖြစ်ဖို့ကြိုးသတိပေးတာအဖွားကြီးကဘာမှဆက်မပြောပဲမျက်လုံးမှိတ်လိုက်တာမို့မေသူလဲဘာမှပြန်မပြောတော့ဖုံးဆက်တာဟိုဘက်အိမ်ရှိမှဆက်တာတူတူပြောတဲ့အတန်ဘလို့ကြားရလဲစဉ်းစားလို့မရစောစောကကိုတင်ရှိန်သူလာမဲ့အချိန်ပြောတော့လဲအပြင်ကိုအတန်မထွက်ဘာမှဝယ်မလာနဲ့လို့ပြန်ပြောတဲ့အတန်ကလည်းတူတူဖွားကြီးအနားမှာကပ်ပြောခြင်းမဟုတ်မိဘဘက်ခံဖုံးမိလာကလေးကထွက်သွားတာကိုတင်ရှိန်လာမဲ့အကြောင်းဖွားကြီးရဲ့မသိစိတ်ကသိပြီးတော့မချီမနှက်ပြောနေသည်လားစဉ်းစားမရခဲ့မိသူအတွက်နားနေရန်မခင်မြင့်ညွှန်ကြားထားတဲ့အခန်းထဲဝင်ခဲ့တယ်ဗီဒီယိုထဲမှာစောင်းအိပ်ရခင်းခြံအောင်အစင်သိမ့်ရှိတယ်ဆိုတဲ့အတွက်ထုတ်ပြီးတော့အိပ်ရပေါ်တင်လိုက်တယ်စောင်းခြံအောင်အိပ်ရခင်းတို့ကလျှော်ဖို့လှမ်းထားပြီးထည့်သိမ်းထားတာမို့စိတ်ထဲမတူးမတတ်မဖြစ်ပတ်ဝန်းကျင်လေတူးကတော့လူမမာအိမ်မှုလားမသိမတတ်ညီဆုပ်ဆုပ်အနံ့မျိုးထွက်နေတယ်ဗီဒီယိုပေါ်မှာအမွှေးတိုင်အထုပ်ကြီးလှမ်းမြင်လိုက်တာမို့လှမ်းယူပြီးတော့အထက်ကအထုပ်သေးတစ်ထုပ်ယူပြီးတော့ဖောက်ကမီးရှို့လိုက်တယ်အမွှေးတိုင်မီးဆွဲတာနဲ့လက်ထဲဆုပ်ကင်ပြီးတော့အခန်းမှန်သမျှထဲရှောက်သွားပစ်လိုက်တယ်အခန်းနေတဲ့အမွှေးတိုင်နှံ့နေဖုံးအုပ်သွားတာမို့ညီဆုပ်ဆုပ်အနံ့တက်တာသွားတယ်9 နာရီခွဲခန့်ရောက်တော့ဖုံးဝင်လာတယ်သူခြံဝနာရောက်တော့မယ်လို့ဆိုတယ်တို့ကြောင့်မေသူအိမ်ရှိဘက်ထွက်လာခဲ့တယ်အဖွားကြီးအခန်းရှိရောက်တော့လှည့်ကြည့်လိုက်မိတယ်အိပ်ပျော်နေတာကိုတွေးလိုက်၍စိတ်ထဲပျော်သွားရတယ်ဆိုင်ကယ်ဆက်တက်ပြီးတော့လေကားထိပ်မှာရပ်နေသဖြင့်မေသူကတက်လာခဲ့ရန်အချက်ပေးလိုက်တယ်အိမ်ချမ်းထဲမှာမီးလုံးလေးတစ်လုံးသာရှိတယ်အိမ်ကိုအနှဲငယ်သာအလင်းရောင်ရပြီးတယ်အလဲအိမ်ကမောင်မောင်မဲမဲတစ်ဖက်အစွန်အိမ်မှာမီးအလင်းရောင်တွေ့လိုက်တာမို့အိမ်ရှင်တွေပြန်ရောက်နေပြီလို့မေသူတွေးထင်လိုက်တယ်လာမေသူအခန်းကိုသွားပြီးတော့စကားပြောကြမယ်အချိန်ရတယ်မို့လား9 နာရီကျော်ရင်တော့ပြန်မယ်အဖွားကြီးအိပ်ပြီလားထင်တာပဲဒါပေမဲ့စကားတူတူပဲပြောကြတာပေါ့ဒီနေ့အဆင်ပြေရဲ့လားပထမနေ့မို့လားမသိဘူးအဆင်သိမ့်မပြေဘူးကျင့်သားရသွားရင်တော့စိုးမှန်မထင်ပါဘူးကျင့်သားလည်းရရောမခင်မြေပြန်လာလို့ပြန်ရရောဖြစ်မယ်နဲ့ထင်တယ်အခုပြောသလိုပဲနေလို့ထိုင်လို့အဆင်လည်းပြေရောအလုပ်လည်းပြုတ်ရောဖြစ်ဖို့များတယ်ကိုတင်ရှိန်ကမထိုင်ပဲရက်နေရင်းနဲ့မေသူလက်ကိုဆွဲ၍ရင်ခွင်တွဲဆွဲသွင်းလိုက်ရာမေသူအလိုက်တင်ပါသွားတယ်မေသူအားနမ်းမယ်အလုပ်မေသူနောက်မှာအရေးတစ်ခုပေါ်လာသဖြင့်ရင်ထဲထိတ်သွားကထိုးရကိုတေချာစိုက်ကြည့်လိုက်တယ်အရိတ်ကပြည်ပြင်းလာရင်းနဲ့သူ့မျက်စိအောက်မှာပင်မိန်းမတစ်ယောက်ပုံပေါ်လာတယ်ကြည့်နေရင်းကပင်တာမန်အမျိုးသမီးမျက်နှာကပျက်စီးယိုယွင်းလာကတရေမကြီးပြတ်သွားတယ်ဟာတရေမေသူနောက်မှာတရေမေသူဆွဲလက်ကြည့်လိုက်စဉ်တရေမကအခန်းထဲထွက်ပြီးတော့ထမင်းစားကန်းဘက်ထွက်သွားတယ်တရေကလမ်းလျှောက်သွားတယ်လို့မဟုတ်ပဲလေထဲမှာလွင့်မျောတယ်လို့ရွေ့သွားခြင်းဖြစ်တယ်တရေမေသူခန်းထဲမှာတရေရှိတယ်ကိုမနေရဘူး
မနေရဲလည်းမပြန်ပါနဲ့အောင်မေသူနဲ့ခဏတော့နေပေးပါအောင်မျက်နှာချင်းဆိုင်ပွေ့ဖက်ထားရမှမေသူကဘေးတိုက်လှည့်ပြီးတော့မသွားရန်ပြောနေတယ်ကိုတင်ရှင်ကယောက်ျားတစ်ယောက်ဖြစ်ပေမဲ့တရေကိုတော့ငငယ်ကရောကြီးလာသည့်အထိပါကြောက်တတ်သူဖြစ်တယ်ယခုမေသူကကြောပေးထားတာမို့အသေးချာမမြင်လိုက်၍အကြောက်မလွန်သေးတော့လဲမျက်နှာချင်းဆိုင်မြင်လိုက်ရတဲ့ကိုတင်ရှင်ရင်တဲ့တလက်လက်ဖြစ်လျက်ရှိနေတယ်ထိုးစိန်ဖြတ်ခနဲ့မီးပြတ်သွားတယ်အပြင်မှာမီးလင်းနေတာကိုမှန်ပတင်းပေါက်ကလှမ်းတွေ့နေရတယ်ဟာဒီတအိမ်ထဲမီးပြတ်သွားတာကိုတင်ရှင်ကမေသူကိုကြည့်ရင်ပြောလိုက်စဉ်မဆက်ကြီးဟပြီးတော့မျက်လုံးပြူးနေတော့တယ်သူ့ရှိမှမေသူကမေသူမဟုတ်တော့ပဲတရေမကြီးဖြစ်နေတယ်ထိထိလန်းလန်းနဲ့တရေမဖြစ်သွားတဲ့မေသူရဲ့လက်မောင်းကိုလွတ်ပြီးအိမ်ထဲမှာထွက်ပြေးလေတော့တယ်ကိုတင်ရှင်အိမ်ပြင်ရောက်တာနဲ့မီးပြန်လင်းလာတယ်မီးရောင်အောင်မှာကိုတင်ရှင်မြင်ခဲ့တဲ့တရေမမဟုတ်တော့ပဲမေသူဖြစ်နေတယ်မေသူလည်းကိုတင်ရှင်ကိုတားရန်အတွက်ပြေးထွက်လာတော့လဲဆိုင်ကပေါ်တက်၍ဆက်နှိုးကခြံထဲမှာထွက်သွားတော့တယ်မေသူလည်းတကားပိတ်ပြီးအိမ်ထဲဝင်လာခဲ့တယ်အိမ်နောက်ဘက်မှာသူ့ဘက်လှည့်၍ရက်နေတဲ့သပင်ဖားရချတရေမကိုလှမ်းမြင်လိုက်တယ်မျက်နှာကမှောင်နေတာမို့မဲသာမြင်နေရတယ်သူ့အခန်းထဲသွားမဲ့ခြေလမ်းကိုရက်လိုက်ကအဖွားကြီးရှိနေတဲ့အခန်းထဲဝင်ခဲ့တယ်ဘာပဲဖြစ်ဖြစ်တရေရှိတဲ့အိမ်ကြီးထဲမှာတယောက်တည်းနေတာထက်လူမမာနားနေတာကကြောက်လန့်ခြင်းကိုတတ်တာနိုင်တယ်လို့တွေးမိ၍လည်းဖြစ်တယ်10 နိုင်လောက်ရောက်တော့အဖွားကြီးနိုးလာတယ်အဖွားကြီးကိုရေတိုက်လို့လည်းမတော့အစာအာဟာရဖြစ်နိုင်မဲ့အရာဝူးတွေလည်းဘာမှမစားလို့စိုးတယ်စီးတိုက်တော့တောက်တယ်ဟဲ့မအိပ်သေးဘူးလားတရေချောက်လို့အိတ်ခမ်းနဲ့မနေရဲဘူးငါနဲ့နေတော့မကြောက်ဘူးလားအခုလိုအနီးမှာလူရှိတော့မကြောက်ပါဘူးစကားပြောဖို့လည်းရတယ်တကယ်လို့ငါကတရေဖြစ်နေရင်ရောအတူနေမှာလားတရေဆိုတာတေးပြီးမှဖြစ်တာအတော်ကအခုဆေးတောက်နိုင်တယ်စကားပြောနိုင်တယ်တေးသွားပြီဆိုရင်တော့ကျမလည်းထွက်ပြေးမှာညီငါသားနဲ့တွေ့ပြီးပြီလားမတွေ့သေးဘူးအခန်းတွေထဲရှာပြီးပြီမတွေ့ဘူးဒီမှာမတွေ့ရင်ဟိုလူမရှိတဲ့အိမ်မှာသွားရှာကြည့်အိမ်မှာလူမရှိလို့သွားနေခြင်းနေမှာဒီညတော့မှောက်နေပြီမနဲ့လင်းတဲ့အချိန်မှာသွားရှာမယ်ညီကမအိပ်ပဲထိုင်နေမှာလားအိတ်ချင်လာမှကလထိုင်ပေါ်ထိုင်ရင်းနဲ့အိတ်တော့မယ်ငါဘေးလာအိပ်ပါလားပုတ်စော်တော့နည်းနည်းနန်လိုက်မယ်ဒေါ်လေးကမပုတ်သေးပါဘူးရှီကောင်းကောင်းမချိုးရလို့အနံ့နည်းနည်းထွက်တာပဲရှိတယ်ငါလည်းမကြခင်ပုတ်တော့မှာမနှက်ပြန်ဆိုပုတ်ချင်ပုတ်နေမှာအခုတော့နန်းနေပြီဒေါ်လေးကလည်းကြောက်ပါတယ်ဆိုမှကြောက်စရာတွေပဲပြောနေတယ်ဒါကြောက်စရာမဟုတ်ဘူးလူသေးရင်ပုတ်မှာငါညီးမလာခင်ကကတင်ဘောကစိတ်ဆင်းပြီးတော့ငါသားကိုလိုက်ရှာသေးတယ်ဟိုဘက်အိမ်ထဲတောင်ရောက်သွားသေးတယ်အဲ့ဒီမှာလဲငါသားကိုမတွေ့ဘူးပြီးတော့ငါဟိုဘက်အိမ်ကဒီကတင်ဘောကိုဘလို့ရောက်နေတာလဲမသိဘူးအဲ့ဒီကိစ္စငါတွေးနေတာအခုထိအဖြေမရသေးဘူးစကားတွေတစ်မျိုးပြီးတစ်မျိုးပြောနေတော့လဲမေသူမကြားတော့ကလထိုင်မောခေါင်းဆိုင်ကြပြီးအိပ်ပျော်သွားတယ်ခုံမော်ထိုင်ပြီးတော့အိပ်ပျော်နေရကစက်ခနဲဖြစ်ကနိုးသွားစဉ်မေသူကရင်မောကလူမမာကိုကြည့်လိုက်တယ်ကရင်မောမှာမြည်သူမှမရှိအချိန်ကည3 နာရီထိုးတော့မယ်သူကလထိုင်မောမှာ3 နာရီနီးပါးအိပ်ပျော်သွားကြောင်းသိလိုက်တယ်လူမမာဘွားကြီးကိုအခန်းတွေထဲလိုက်ရှာတယ်ဗမာမှမတွေ့ဆေးတွေထားတဲ့နေရာမှာဓမီတလက်တွေ့၍ကိုင်းကအိမ်ထဲအနှံ့လိုက်ရှာတယ်အိမ်သားထဲမှာလည်းမရှိအခန်းတိုင်းမှာလည်းလူမမာအဖွားကြီးကိုမတွေ့
အိမ်ရှိထွက်သွားရအောင်လဲတကားကိုညမေသူပိတ်ထားတဲ့အတိုင်းရှိနေတယ်ဒီခန်းထဲမှာဘလို့မှရှာမရတာမို့တကားပိတ်ထား၍မထွက်နိုင်မှန်းသိတော်လဲသူမအိတ်ခင်ကဒီဘက်အိမ်အကြောင်းအဖွားကြီးမကြာခဏထည့်ပြောသလိုသူ့သားလည်းရှိတယ်လို့ဆိုတယ်တို့ကြောင့်မောင်မဲမဲအိမ်ထဲသို့တကားတွန်းဖွင့်ကဓမီထိုးပြီးတော့ဝင်ခဲ့တယ်နန်းဟောင်းနေရပဲအနန္တကိုဂယုမဆိုင်အားတခမ်းပြီးတခမ်းကြည်စင်အမလေးသူရှိရအခန်းဝမှာလဲနေတဲ့အရာကိုတွေ့လိုက်၍ဓမီနဲ့အသေးချာထိုးကြည့်တယ်သူပျောက်သွားတဲ့လူမမာအဖွားကြီးဖြစ်နေတယ်ထူးခြားတာကဘယ်အချိန်ကတေနေမှန်းမသိအနံ့တစ်ထောင်းထွက်နေတယ်မေသူကြောက်လန့်ပြီးတော့ပြေးထွက်ကတခြားလူနေတဲ့အိမ်ကိုသွားပြီးထုရိုက်အော်ခေါ်တော့တယ်ထိုလူများလိုက်လာပြီးကြည့်ရှုကရဲကိုအကြောင်းကြားလိုက်တယ်ရဲများရောက်လာပြီးစစ်ဆေးရာလွန်ခဲ့တဲ့3 ရက်ကတည်းကတည်ဆုံးနေကြောင်းပြောဆိုကြတယ်သူ့သမီးသူ့ကိုထားပြီးတော့နေပြန်သွားတဲ့နေ့မှာသူ့သားကိုကရင်ပေါ်ကဆင်းပြီးတော့လိုက်ရှာရင်းနဲ့ဒီကိုရောက်လာတာပဲဒီလဲရောက်ရောအားပြက်ပြီးတော့ဆုံးသွားပုံပဲဒါဆိုကျမမနေ့မနက်တည်းကရောက်တာကရင်ပေါ်မှာပက်လက်လေးရှိနေတယ်သူ့ကိုပြုစုတယ်ဆေးတိုက်တယ်သူမကြိုက်တဲ့အရာတွေပြောပြတယ်ပြီးတော့ပျောက်နေတဲ့သူ့သားကိုရှာခိုင်းတယ်ဒီအိမ်မှာတရေရှိတယ်တရေမကြီးဒါမဲ့ညီကိုတော့ကြောက်အောင်ခြောက်မှာမဟုတ်ဘူးလို့လည်းပြောတယ်ဘယ်အချိန်ထိနောက်ဆုံးမြင်ခဲ့တာလဲကျမအခန်းထဲမှာနေတော့တရေမကြီးကို2 ကြိမ်မြင်လိုက်ရတယ်အဲ့ဒါကြောင့်ကြောက်လန့်ပြီးတော့သူ့အခန်းထဲဝင်လာပြီးတော့စကားထိုင်ပြောနေတာည12 နာရီလောက်အထိပဲကျမလည်းအခန်းထဲပြန်မအိပ်ရတော့လို့ကလထိုင်ပေါ်မှာထိုင်စကားပြောနေရကအိပ်ပျော်သွားတာမနက်3 နာရီနီးမှနိုးလာတယ်နိုးလာတော့ကရင်မောကအဖွားကြီးကိုမတွေ့တော့လို့တခန်းဝင်တခန်းထွက်လိုက်ရှာတာအခုလို့တွေ့ရတာပဲမင်းစကားပြောခဲ့တာအဖွားကြီးရဲ့ဝိညာဉ်ပဲတရေလို့ပြောရင်လည်းရတယ်မင်းအတော်ကံကောင်းတာပဲရဲတွေကအလောင်းအားစေယုံတို့ပို့ပြီးမေသူအားရဲစခန်းကိုခေါ်သွားတယ်မေသူကတယောက်တည်းမနေရဲဘူးဆိုတဲ့အတွက်ခေါ်သွားခြင်းဖြစ်တယ်ကိုတင်ရှင်ကိုဖုံးဆက်ခေါ်တဲ့ဖြစ်အိမ်မောကြနေရကရဲစခန်းသို့ရောက်လာတယ်မေသူကရှင်းပြလိုက်တော့တရေနဲ့တနေ့နဲ့ညတဝက်နေခဲ့တဲ့မေသူအားနှစ်သိမ့်တဲ့စကားပြောပြီးတော့အားပေးနေတယ်ကိုတင်ရှင်ပြောပုံကမေသူမို့လို့ကိုသာဆိုရင်တရေမကြီးနဲ့တနေ့တညနေခဲ့တာသိလိုက်တာနဲ့အသက်ချက်ချင်းထွက်မှာသိကြပဲသိပါတယ်အားကိုထိုက်တဲ့ကိုရဲ့